အားလုံးပဲမင်္ဂလာပါကျမတူတာ YouTube Channel ကနေကြိုဆိုပါရစေမနေ့ပိုင်းဘာမှမစားသေးပဲစီးချိုဖောက်စစ်ကြည့်လိုက်လို့စီးချိုတက်နေရင်လူနာတွေကစိတ်ညစ်ကြပါတယ်ဘာမှမစားသေးတာတော့တက်နေရင်စားများစားလို့ကတော့တော်တော်ကြီးတက်သွားမှာဆိုပြီးစိုးရင်တက်ကြပါတယ်ဒီတော့အစားအသောက်အလွန်ကြုံနေရှောင်းအစာနဲ့စီးမကိုက်တော့ဒုက္ခတွေများကုန်တာပေါ့မနေ့ပိုင်းမှာစီးချိုတက်ရတဲ့အကြောင်းရင်းတွေကအများကြီးရှိပါတယ်ဒါကြောင့်မို့ဒီနေ့ဗီဒီယိုမှာတော့မနက်ပိုင်းဘာမှမစားရသေးပဲဘာအတွက်ကြောင့်စီးချိုတက်ရတယ်ဆိုတဲ့အကြောင်းရင်းတွေကိုပြောပြပေးသွားမှာပါ The Dan Phenomenon မနက်အစောပိုင်းမှာဆိုရင်တနေ့တာလုံးလန်းဆန်းနေအောင်ဆိုပြီးခန္ဓာကိုယ်ကသဘာဝအလျောက် cortisol တွေကြီးထွားဟော်မုန်းတွေထွက်ပါတယ်ဒီဟော်မုန်းတွေကအသေးကနေခန္ဓာကိုယ်အလုပ်လုပ်ဖို့စွမ်းရည်ရအောင်ဆိုပြီးအသေးကနေတကြားဓာတ်တွေကိုထုတ်ခိုင်းပါတယ်ဒီလိုနဲ့သွေးသွင်းတကြားဓာတ်တွေတက်လာပါတယ်ခတ်တာကကိုယ်မှာစီးချိုရှိနေတော့အင်ဆူလင်မထွက်တာအင်ဆူလင်မတိုးဘူးဖြစ်နေတာပေါ့တာမန်လူတွေဆိုရင်တော့အင်ဆူလင်ထွက်လာရင်သွေးသွင်းတကြားဓာတ်ကပြန်ကျသွားမှာဖြစ်ပေမယ့်စီးချိုရှိနေတော့သွေးသွင်းတကြားဓာတ်ကမကျပဲတက်နေတာဖြစ်ပါတယ်အင်ဆူလင်အာနိသင်မရှိတော့တာတချို့စီးချိုလူနာတွေမှာအင်ဆူလင်ထိုးပြီးသွေးသွင်းတကြားဓာတ်ကိုထိန်းထားရပါတယ်ဒီနေ့လုံးစီးချိုကိုပုံမှန်လေးထိန်းနိုင်ဖို့အင်ဆူလင်ပမာဏကိုတနေ့စာအတွက်တွက်ချက်ပြီးသူ့အချိန်နဲ့သူထိုးရပါတယ်ဒါပေမဲ့ထိုးထားတဲ့အင်ဆူလင်ပမာဏကမနက်ထိမခံရင်ဖြစ်ဖြစ်ပမာဏနည်းနေရင်ဖြစ်ဖြစ်မနက်အိပ်ရာထထားခြင်းမှာစီးချိုတက်နေတာမျိုးဖြစ်တတ်ပါတယ်။ The Somogy effect Somogy effect ဆိုတာကညဘက်မှာသွေးသွင်းတကြားတက်ကြနေလို့ခန္ဓာကိုယ်ကပြန်ထိန်းပေးတဲ့ဖြစ်စဉ်မှာဥပမာကိုကညစာမစားဘူးဒါမှမဟုတ်ညစာစားပြီးအင်ဆူလင်ကိုပမာဏအများကြီးထိုးလိုက်တယ်ဆိုပါတော့ဒါဆိုရင်အိတ်တဲ့အချိန်မှာသွေးသွင်းတကြားတက်ကကျလာပါပြီသွေးသွင်းတကြားတက်ကြလုံးရင်အန်ရရှိတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကအလိုလျောက်သွေးတွေကိုတကြားတက်တွေလွတ်လိုက်ပါတယ်။ဒါကြောင့်မနက်မှာတိုင်းလိုက်တဲ့အခါစီးချိုတက်နေပါတယ်။ဒါတွေအပြင်ညမအိတ်ခင်ထိုးရမယ့်အင်ဆူလင်ကိုလုံလောက်အောင်မထိုးတာညဘက်တောက်ရမယ့်စီးချိုဆေးကသွေးသွင်းတကြားတက်ကိုထိန်းဖို့မလုံလောက်တာအိတ်ခါနီးချိန်မှာသွေးသွင်းတကြားတက်တက်စီနိုင်တဲ့အစားအစာတွေစားတောက်မိတာကြောင့်လဲမနက်ပိုင်းဘာမှမစားရသေးခင်စီးချိုတက်တာဖြစ်နိုင်ပါတယ်။ဒါဆိုရင်ဘာလုပ်ရမလဲ။မနက်ပိုင်းမှာဘာမှမစားရသေးပဲစီးချိုတက်နေရင်ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်။နေ့ရက်3ရက်လောက်မနက်ပိုင်းသွေးသွင်းတကြားဓာတ်ကိုနေ့တိုင်းဖောက်ပြီးစာအုပ်မှာမှတ်ထားပါ။တက်နေတယ်ဆိုရင်ဆရာဝန်ကိုပြန်ပြပါ။စီးချိုဆေးတွေအင်ဆူလင်တွေကိုပြန်ချိန်ညှိပေးမှဖြစ်တယ်လို့စီးချိုတက်စေတဲ့တခြားအကြောင်းရင်းတွေကိုလည်းရှာဖွေမှဖြစ်ပါတယ်။ဒါတွေအပြင်ကိုယ်တိုင်လုံနိုင်တဲ့တခြားနည်းလမ်းတွေကတော့ညစာထမင်းကိုအိတ်ချိန်နဲ့ခွာစားပါ။အိတ်ခါနီးမှာစီးချိုတက်စေမယ့်အစားအစာတွေအေးတွေကိုရှောင်ပါ။ပိုက်ဆိုင်ရင်တော့ကာဘိုဟိုက်ဒရိတ်နည်းနည်းနဲ့ပရိုတင်းတွေပါတာကိုစားနိုင်ပါတယ်။ဘာမှမစားပဲအစာခံလိုက်ရင်လည်းညတကောင်မှစီးချိုကျတာကြောင့်မနှက်ကြရင်သွေးသွင်းတကြားတက်နေပါလိမ့်မယ်။ညစာထမင်းစားပြီးရင်လှုပ်ရှားမှုနည်းနည်းလုပ်ပါ။ဥပမာလမ်းလျှောက်တာဖြစ်ဖြစ်ပေါ့။အဲ့ချိန်နဲ့တော့ကပ်မလုပ်ပါနဲ့စီးချိုကျသွားနိုင်ပါတယ်။မနှက်စာစားပါ။ဘာမှမစားရသေးခင်စီးချိုတက်နေလို့ဆိုပြီးမနှက်စာမစားပဲမနေပါနဲ့။သွေးသွင်းတကြားဓာတ်ကိုအပြင်ကနေဖြည့်မပေးရင်ခန္ဓာကိုယ်ကလိုတယ်ထင်ပြီးတကြားဓာတ်တွေကိုပုံမထုတ်နေပါလိမ့်မယ်။မနှက်စောစောဘာမှမစားရသေးခင်စီးချိုတက်နေရင်2ရက်3ရက်လောက်စီးချိုဖောက်စစ်ပြီးဆရာဝန်နဲ့ပြန်ပြပါ။ဆေးတွေချိန်ညှိပေးပါလိမ့်မယ်။တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့စားတောက်နေထိုင်မှုပုံစံကိုပြောင်းလဲပါ။ဒါဆိုရင်စီးချိုထိန်းရတာပိုပြီးအဆင်ပြေလာပါလိမ့်မယ်။ဒါဆိုရင်တော့မနက်ပိုင်းမှာဘာမှမစားရသေးခင်ဘာအတွက်ကြောင့်စီးချိုတက်ရတယ်ဆိုတဲ့အကြောင်းရင်းကိုအနည်းငယ်သိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။